အားလုံးပဲမင်္ဂလာပါပေါ့နော်စာပင်ကြီးကိုအားလုံးပဲမင်္ဂလာပါနော်အခုကျွန်တော် sharing လုပ်ချင်တဲ့အကြောင်းအရာလေးကတော့ဒီ iPhone 12 Pro Max လေးပေါ့နော်ဒီ socket ပုံလေးတဲ့ခုနပြော damage ဖြစ်တယ်ဆိုရင်ပြင်ရမယ့်ပိုင်းလေးတွေပေါ့နော်ပထမဆုံးကျွန်တော်တို့အရင်ဆုံးကြည့်ရမှာကဒီကောင်လေးဆိုရင်ကျွန်တော်တို့ကခုနပြောမယ် socket လေးကြည့်မယ်ပေါ့နော် socket သူကဆရာကြီးကတော့ကြော်သွားလိုက်ပါပေါ့နော်တကယ်ဟိုပါပေါ့အခုမှလေးလာမယ်ဆိုရင်တော့ဒါခုနပြောလို့ဘာလို့ sharing လုပ်တာပေါ့နော်အဲ့ဒါလေးပြန်လေးလုပ်လို့ရအောင်ဒီမှာ socket လေးအရင်ဆုံးကြည့်ပါမယ် socket ကမနောက်ကျွန်တော်စာတွေလေးအရင်ဆုံးရှင်းပြပေးမယ်ပေါ့နော် socket ပထမဆုံး socket လေးတွေဆိုတော့ socket ဘယ်နှခုရှိလို့ကြည့်မယ်ပေါ့နော်ဒါမှတော့ဒီမှာ1ခု2ခု2ခု3ခု4ခု5ခု6ခု9ခု10ခု9ခု10 11 12 13 14 15 16ခုရှိရပါတော့ဒီ16ခုကဒီ16ခုလေးအကျန်းအပြင်တော့ကြည့်လိုက်ပါဒါလေးပြတ်နေလားပေါ့နော်ပြတ်လားမပြတ်လားကြည့်ပါပြတ်တဲ့ဆိုဟုတ်ပြီကျွန်တော်တို့အဲ့ဆိုရင်ပထမဆုံးကျွန်တော်တို့ကsocket တစ်ခုကိုသွားမယ်ပေါ့နော်ဒီကောင်က wire လက်လေးဖြစ်နေရယ် wire လက်ကပြတ်နေရယ် rubber တွေတက်မလာဘူးဆိုရင်ဒီ socket လေးကိုကျွန်တော်တို့စစ်မယ်ပေါ့နော်နောက်ပြီးတော့တကယ်လို့ပြတ်နေရဆိုရင်ပြန်ပြင်ပေးမယ်ပေါ့နော်ဟိုကနောက်ပြီးတော့နံပါတ်2 no service ဖြစ်နေရဆိုရင်ဒီ socket လေးပေါ့ဒီ socket လေးကိုကြည့်မယ်ပေါ့နော်ဒီ socket လေးကိုကြည့်ပြီးတော့ဒီကလေးပြတ်နေလားမပြတ်ဘူးလားဆိုတာပြန်ပြီးတော့ပြင်ပေးမှဖြစ်တယ်ဖုန်း call internet တို့ဆိုဒီ socket လေးကိုသုံးမယ်ပေါ့နော်ဒါတော့နံပါတ်1 နံပါတ်3 socket ကကြတော့ wire လက်ဖြတ်မယ် rubber ဖြတ်မယ်ပေါ်လူin နေ on နေမရဘူးဆိုရင်ဒီ socket လေးပေါ့နော်ဒါလေးကိုကြည့်မယ်ပေါ့နောက်ပြီးတော့နံပါတ်4ပေါ့နော်နံပါတ်4 ID မရဘူးဆိုရင်ဒီကောင်လေးကိုကြည့်မယ်ပေါ့နော် ID ပိုင်းမရဘူးနံပါတ်5 sound တို့sound တို့ sensor တို့ free ID တို့မရဘူးဆိုရင်ဒီ socket လေးကိုကြည့်မယ်ပေါ့နော်နောက်ပြီး flash တို့ပါဖုန်း call တို့မရဘူးဆိုရင်ဒီ socket လေးကိုကြည့်မယ်ပေါ့နော် free ID မရဘူးဆိုရင်ဒီ socket လေးကိုကြည့်မယ်ဖုန်း call နဲ့ camera တွေပိုင်းမရဘူးဆိုရင်ဒီ socket ပေါ့နော်ဒီအကြမ်းပြော32တော့ရှိပါတယ်ဒီပေါ့ current break ဖြစ်တာတို့အောက်ဖြစ်တာတို့ဆိုရင်ဒီ socket လေးကိုကြည့်မယ်ပေါ့နော်နောက်ပြီး camera ဆိုရင်ဒီဘိုင်းကိုကြည့်မယ် sensor ဆိုရင်ဒီဘိုင်းကိုကြည့်မယ်အဲ့တော့ဖုန်း call တို့ internet ဆိုရင်ဒီဘိုင်းလေးကိုကြည့်မယ်ပေါ့နော်အဲ့လိုမျိုးအားလုံး16ခုပေါ့နော်16ခုအဲ့လိုမျိုးလေးကြည့်သွားပြီးတော့အဲ့လိုမျိုးပေါ့16ခုလေးစာတွေ့လေးနဲ့ဒါအရင်ဆုံးရှင်းသွားပါပေါ့အဲ့လိုမျိုးလေးပေါ့ကြည့်ပြီးတော့ပြင်ပေးမယ်ပေါ့နော်ဒါမှပဲ diagram လေးကိုကြည့်ပြီးအဲ့လိုမျိုးလေးသူက basic လေးပေါ့အဲ့လိုမျိုးပြင်ရတာဖြစ်ပါတယ်